ကစုံရရှိတဲ့ဟာဆိုပြီးတော့ challenge show လိုက်တယ်ဈေးကအဲ့လိုတော့များနေရလားဆိုပြီးတော့ဒီဆိုမစည်းဝယ်ချတာရှုပ်